နောက်ဖက်နဲ့တော့မပတ်သက်ပါနဲ့လို့ညီကိုပြောထားရမလားညီမလို့နူးညံ့တိမ်မွေးအောင်လို့ဘာဖြစ်လို့မနေနိုင်တာတော့ကိုခိုင်ပညာဆိုတာမိန်းကလေးတွေအတွက်မဟုတ်ဘူးလေအဲ့လိုမျိုးလုပ်နေဘယ်အောင်ကြောက်ညီကိုယူมาလဲလို့အိုးရေတော့ချိုးပြီးတော့အဝတ်စားကောင်းကောင်းဝတ်ခဲ့ရွာလူကြီးနဲ့သူ့သားကိုကြိုဆိုရမယ်မိရန်နဲ့နမ်ဂျန်အထက်မှာမဟုတ်သွားကြည့်ကြစို့သွားမယ်ဟုတ်အမေလာပါတော့အေးလာပြီနင်ကအမဘာတော့နဲ့ရက်နေသေးရလဲငါဘာလို့ရေချိုးပြီးအဝတ်စားလဲရမှာလဲတကြီးသားကလည်းငါ့ကိုစိတ်ဝင်စားမှာမဟုတ်ပါဘူးအေးသူစိတ်ဝင်စားတာဟိုတယောက်ကိုလေဟိုတယောက်သူစိတ်ဝင်စားလာအောင်နင်ကဘာလို့လုပ်လို့မရမှာလဲကျန်ရဲ့အိမ်ကမုတ်ဒီကတော့ဘသူနဲ့မှကိုမရှိနိုင်ဘူးနော်ရွာလူကြီးကိုအိတ်ခံဖို့အစားအစာမှန်သမျှကိုသမီးလေးရန်ကလှုပ်ထားတာပါရှင်အိုးဟိုသူမကတော့အိမ်အောင်ရှင်မကောင်းတယောက်ဖြစ်မှာပဲဒီနေ့ကြောက်လာရတဲ့အကြောင်းရင်းကပြောရရင်ပြုတ်ရတာခံမြို့ကနေပွဲရလာတာလေကျုပ်သားနဲ့မဲချမ်းသမီးတို့ကိုတိကျွမ်းပေးစေချင်လို့ပဲ